အဲ့တော့ဒီနေ့က2021 December and 2 မိကွန်ဟောင်း reading အပုတ်တူနံပါတ်2ကိုရှင်းပြမယ်နော်အဲ့တော့reading မဖတ်ခင်မှာအရင်ဆုံးမိကွန်အမြဲတမ်းဖတ်ပါတဲ့ကိုနိုမီရူနိုယောဂန်ဝနာနီကဒီမေးရဲ့ယောဂန်ဆိုတာကကျတော့ရည်ရွယ်ချက်အကြောင်းရင်းပေါ့နော်ရည်ရွယ်ချက်ကဘာဖြစ်မလဲတဲ့အဲ့တော့ဒီမိကွန်ကြည့်မယ်ဒါတွေကကျတော့အရေးမကြီးပါအောင်ဒါတွေမဖတ်လည်းရတယ်နော်ဒါတွေကကျတော့စမွေးထဲမှာသူမေးချင်တဲ့အဖြစ်မဟုတ်ဘူးဒါပေမဲ့တဲ့နော်ဤကဝ池原市の市民文化センターに届いたメールであります。ဒီဟာကတော့တဲ့池原市မြို့ရဲ့မြို့သူမြို့သားယဉ်ကျေးမှုစင်တာကိုရောက်ရှိလာခဲ့တဲ့မြို့ဖြစ်ပါတယ်တဲ့池原市文化センターဆိုပြီးနာမည်ရေးထားတဲ့ကိုတန်တိုရှာဆမဆိုပြီးရေးထားတယ်ဒီမှာအကြောင်းရင်းလာပြီးပြောချင်တာလဲဆိုတာစင်ကဆွန်နီ文化センターで行われる市民文化祭用のポスタについてお願いがありますအဲ့တော့3လပိုင်းယဉ်ကျေးမှုစင်တာမှာကျင်းပမဲ့မြို့သူမြို့သားယဉ်ကျေးမှုပွဲတော်မှာသုံးမဲ့ပိုစတာနဲ့ပတ်သက်ပြီးတော့တဲ့တောင်းဆိုစရာလေးရှိပါတယ်တဲ့တစ်ဖက်ကနေပြီးတော့အဲ့ဒီကျုံလှမ်းပြောတာနော်အဲ့တော့ home page နီဝ home page မှာတော့တဲ့ Sakuru no Tai Hyosha Sakuru no Tai Hyosha ဆိုတာ Sakuru ဆိုတာအသင်ကလပ်ရဲ့ Tai Hyosha ကိုစားပြုကတော့တဲ့ Chokusetsu Center の受付にတိုက်ရိုက်ပဲအဲ့ဒီ文化センターကိုရဲ့受付にカウンターကို実践するようにと書いてありますかအဲ့တော့実践ဆိုတာကိုယ်တိုင်ယူပြီးလာခဲ့ပါအဲ့တော့ဒီပိုစတာကိုကိုယ်တိုင်ပဲအဲ့ဒီဥက္ကစကစန္ဒာကိုယူပြီးတော့လာခဲ့ပါလို့ရေးထားပြီးမဲ့လို့ရှိကောတိုနောစုကောတဲ့အဲ့တော့စုကောဆိုတာကအခြေအနေအကြောင်းရင်းပေါ့နော်အဲ့အလုံးရဲ့အခြေအနေကြောင့်မလို့ဥက္ကစကေက書いている平日の会見時間には伺うことができませんအဲ့တော့အလုပ်ကိစ္စကြောင့်မလို့တဲ့ကောင်တာကဖွင့်ထားခဲ့တဲ့တနင်္လာနေ့တောက်ကြနောက်ဖွင့်ထားတဲ့အချိန်လေးမှာတဲ့ဥကကောက်ခုတုကဆိုဥကကောက်ဆိုသွားတီလာတီမေးတီရဲ့ကိုနှိမ့်ချပြီးပြောတဲ့စကားလုံးအဲ့တော့ဒီနေရာမှာကျတော့မသွားနိုင်ပါဘူးတဲ့အလုပ်ကိစ္စရှိတဲ့အတွက်ကြောင့်မလို့တနင်္လာနေ့တောက်ကြဖွင့်ထားတဲ့အချိန်တွေမသွားနိုင်ဘူးတဲ့ဆိုတော့တမယ်အဲ့ဒီအတွက်ကြောင့်မလို့ယူဆိုဆိုတာကကျတော့စားလိုက်ကနေပြီးတော့မှတဲ့ဒေးရှုဆို認めていただくことはできませんでしょうかအဲ့တော့ဒီစားလိုက်ကနေပြီးတော့မှဒေးရှုဆိုတာတင်သွင်းတာလေးကိုလက်ခံလို့တင်သွင်းတာလေးကိုလက်ခံလို့ရမလားခင်ဗျာရမလားပေါ့ယဉ်ကျေးမိတာအဲ့တော့ poster は home page の指示に従ってအဲ့တော့ poster ကတော့တဲ့ home page ရဲ့ရှိကြည့်ဆိုညွှန်ကြားချက်に従ってဆို grammar ပေါ့နော်ညွှန်ကြားချက်အတိုင်းပဲ問題なくပြဿနာမရှိဘဲနဲ့ပေါ့နော်作成できていると思いますအဲ့တော့ပြုလုပ်ဖန်တီးထားပါတယ်လို့ထင်ပါတယ်သူလုပ်ထားတဲ့ဟာကတော့ပြဿနာမရှိဘူးပေါ့အဲ့လိုထင်ပါတယ်တဲ့အို忙しいところすみませんがအလုံးရှုံနေတဲ့အချိန်ဖြစ်ပေမဲ့လို့ကိုခိုင်းတိုးいただけますよよろしくお願いいたしますအဖြေလေးကိုတဲ့လက်ခံစင်ပါတယ်တဲ့ကျေးဇူးပြုပြီးတော့ကိုညီပေးပါအောင်ဆိုပြီးတော့ရေးထားပါတယ်ဒါကတော့တစ်ဖက်ကရေးထားတဲ့သူရဲ့နာမည်တွေပါတယ်ပေါ့နော်အဲ့တော့ဒီမီးရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့သူအလုံးမအားတဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်လာလို့ရေးထားပေမဲ့ကိုယ်တိုင်မသွားနိုင်ဘူးဒါကြောင့်မလို့သူကစာရိုက်ကနေပြီးတော့မှပို့စီချင်တာအဲ့ဒါလေးကိုပို့ပေးလို့ရမလားအဖြေပေးပါဆိုပြီးတော့ရေးထားတာအဲ့တော့ဒီခုနမီရူနိုယောဂန်ဝါနာနီကဒီမီရဲ့အဓိကရည်ရွယ်ချက်ကဘာလဲတဲ့အဲ့တော့နံပါတ်1ကပိုစတာနော်စခရီခတာနီမချီဂိုင်ကနိုင်ကခခုနေရှိတဲ့ဟိုရှိပိုစတာပြုလုပ်ပုံပြုလုပ်နဲ့ပတ်သက်ပြီးတော့တဲ့လွဲမှားနေတာရှိမရှိတဲ့စစ်ဆေးပေးစီခြင်းနဲ့အဲ့လိုပြောမထားဘူးအဲ့တော့နံပါတ်1ကိုပေးမယ်နံပါတ်2ပိုစတာနော်တေရှုစုကအဲ့တော့遅れることを強化してほしいအဲ့တော့ပိုစတာတင်သွင်းတာကနောက်ကျတဲ့ကိစ္စကိုတဲ့ခွင့်ပြုပေးစီခြင်းနဲ့အဲ့ဒါလည်းမဟုတ်ဘူးအဲ့တော့နံပါတ်2ကိုပေးမယ်နံပါတ်3ပိုစတာကို休日に出展させてほしいအဲ့တော့ပိုစတာကိုပိတ်ရက်မှာတင်သွင်းခိုင်းတာ
တင်းခိုင်းစေချင်တယ်ပေါ့နော်အဲ့ဒါလည်းမဟုတ်ဘူးသူပြောချင်နာမည်လေး poster ကိုယူဆိုတဲ့ရှိစစတဲ့ဟိုရှိအဲ့တော့ poster ကိုစာရိုက်ကနေပြီးတော့မှပဲတင်ခိုင်းတာလေးတင်ခိုင်းစေချင်တယ်ပေါ့နော်အဲ့တော့ဒီမှာတိုက်ရိုက်ပါပါတယ်ယူဆိုတဲ့ရှိတဲ့ရှိကိုမိတုမဲ့တဲ့တတခုတိုက်ရိုက်ပါတဲ့အတွက်အဲ့ဒါကြောင့်မို့အဖြေကနံပါတ်လေးဖြစ်ပါတယ်